စီးပွားရေးလောက်တာနဲ့ပတ်စံရှာတာနဲ့မတူဘူးဆိုတော့ကျွန်တော်ဒီနေ့နည်းနည်းမျှော့ပေးချင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအရင်ကထင်ခဲ့တာပတ်စံရှာတာလည်းငွေရတာပဲเนาะစီးပွားရေးလောက်တာလည်းငွေရတာပဲလို့ကျွန်တော်ထင်ခဲ့တယ်တကယ်တမ်းတော့ကျွန်တော်မတူဘူးเนาะအများကြီးกว่าတယ်အဲ့တော့ပတ်စံရှာမယ်ဆိုလို့ရှိရင်ဥပမာကျွန်တော်ဘာအလုပ်တွေလုပ်လို့ရမလဲပွဲစားအလုပ်တွေကျွန်တော်လုပ်လို့ရမယ်ဖရီလန်ဆာအလုပ်တွေလုပ်လို့ရမယ်ပြီးလို့ရှိရင်ကျွန်တော်ဝယ်ရောင်းကျွန်တော်လုပ်လို့ရမယ်ဒါတွေကျွန်တော်လုပ်လို့ရတယ်နော်ပြီးလို့ရှိရင်ပွဲစားဆိုလို့ရှိရင်လည်းပွဲစားမျိုးမျိုးကျွန်တော်လုပ်လို့ရတယ်ကျွန်တော်မြေဝယ်တာအယောင်းဝယ်ပွဲစားတွေနော်ဒီလိုမျိုးတွေကျွန်တော်လုပ်လို့ရတယ်အဲ့မှာဝယ်ရောင်းဆိုလို့ရှိရင်လည်းအဲ့မှာဆိုလို့ရှိရင်ရွာဘက်တွေမှာဆိုလို့ရှိရင်တော့နော်ကျွန်တော်ရာသီပေါ်တီးနှံတွေကိုကျွန်တော်ရာသီပေါ်တဲ့အချိန်ဆိုကျွန်တော်ဈေးကျလို့ရှိတယ်အဲ့တော့အဲ့ဒီလိုအချိန်မှာကျွန်တော်ဝယ်ထားလိုက်မယ်ဝယ်ပြီးတော့၄-၅ လကျွန်တော်ကင်ထားလိုက်မယ်ကင်ပြီးတော့ဈေးပြန်တက်လာတဲ့အချိန်ကျရင်ပြန်ရောင်းမယ်ဒါဆိုလို့ရှိရင်ဒီလိုနဲ့လည်းကျွန်တော်ဝင်ငွေရတယ်ပြီးလို့ရှိရင်ဝယ်ရောင်းနောက်တစ်ခုကကျွန်တော်ရွှေဝယ်ထားမယ်ဈေးကျတဲ့အချိန်မှာဝယ်မယ်ဈေးတက်တဲ့အချိန်ကျရင်ကျွန်တော်ပြန်ပြီးတော့ရောင်းမယ်ဂျားတွေကနေအမျက်ကိုယူမယ်ပေါ့နော်အဲ့ဒီလိုတွေကျွန်တော်လုပ်လို့ရတယ်ပြီးလို့ရှိရင်လည်းကျွန်တော်ပွဲစားအလုပ်တွေဆိုလို့ရှိရင်လည်းရှိတယ်နော်ဥပမာအလုံးချိတ်ဆက်ပေးတဲ့ပွဲစားမျိုးเนาะဒီလိုမျိုးတွေကျွန်တော်လုပ်လို့ရတယ်ဥပမာငွေလွှဲဝန်ဆောင်မှုတွေကျွန်တော်လုပ်လို့ရတယ်ပြီးလို့ရှိရင်လည်းနောက်တစ်ခုကျွန်တော်လုပ်လို့ရတဲ့အရာအများကြီးပါပဲเนาะကျွန်တော်ဝယ်ရောင်းပွဲစားတွေပါဒီလိုမျိုးတွေလည်းကျွန်တော်လုပ်လို့ရနေတာဖြစ်တယ်ဥပမာကိုကျွမ်းကျင်တဲ့အလုပ်လေးတွေလုပ်တာဥပမာဆိုတော့ online မှာဗီဒီယိုတွေတင်မယ်ဗီဒီယိုတွေတင်ဖို့အတွက်ဗီဒီယိုတီးဖြတ်မယ်တီးဖြတ်ပြီးတော့ဝင်ငွေရတာတို့เนาะဒါမှမဟုတ်လည်းကိုလာပြီး service လာအပ်တာတို့ပေါ့နော်ဗီဒီယိုတီးဖြတ်ဖို့အတွက် service အပ်တာတို့เนาะဒါမှမဟုတ်လဲFacebook page တွေကိုပေါ့နော်ကျွန်တော်ကင်admin လောက်တာပေါ့နော် admin ပေါ့နော်အဲ့ဒါတွေလည်းကျွန်တော်လုပ်လို့ရတယ်ကိုကျွမ်းကျင်တဲ့အလုပ်မျိုးပေါ့နော်ဒီလိုမျိုးလေးကျွန်တော်လုပ်လို့ရနေတာဖြစ်တယ်ငွေရှာတာတော့ဟုတ်ပြီအဲ့တော့စီးပွားရေးလုပ်တာကကြတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်တော့เนาะကျွန်တော်အများကြီးကျယ်ပြန့်တယ်ငွေရှာတာထက်အများကြီးကျယ်ပြန့်တယ်ဥပမာစီးပွားရေးတစ်ခုလုပ်မယ်ဆိုလို့ရှိရင်တည်ထောင်ရမယ်ကိုကဘယ်လို product မျိုးဈေးကွက်ရောင်းချင်တာလဲဘယ်လိုမျိုးအကြောင်းရောင်းချချင်တာလဲဘယ်လိုမျိုးစီးပွားရေးကျွန်တော်လုပ်ချင်တာလဲဒါတွေအများကြီးလိုအပ်တယ်ပြီးလို့ရှိရင်ကိုယ်ဆိုင်မှာလိုအပ်မဲ့ကိုယ့်ရဲ့ဒီစီးပွားရေးမှာလိုအပ်မဲ့ဝန်ထမ်းပေါ့နော်ဝန်ထမ်းတွေကျွန်တော်စီမံခန့်ခွဲတာတို့เนาะပြီးလို့ရှိရင်ငွေကြေးပိုင်းဆိုင်ရာစီမံခန့်ခွဲတာတို့ပစ္စည်းပိုင်းဆိုင်ရာမှာကျွန်တော်စီမံခန့်ခွဲတာတို့အများကြီးပဲစီးပွားရေးလုပ်ရတဲ့အခါမှာဆိုလို့ရှိရင်တော့အများကြီးပဲပတ်စံရတာချင်းတော့တူကောင်းတူတယ်ဆိုပေမဲ့လို့ကျွန်တော်စီးပွားရေးလုပ်တဲ့အခါမှာတော့ကျွန်တော်အများကြီးကျယ်ပြန့်တယ်အများကြီးလုပ်ရတယ်ဒါပေမဲ့သူဟာဆိုလို့ရှိရင်ဝင်ငွေဒီငွေရှာတာလိုမျိုးရတလဲမရတလဲအဲ့လိုမျိုးတော့ကျွန်တော်မဟုတ်ဘူးသူဆိုလို့ရှိရင်စီးပွားရေးကိုယ့်ရဲ့စီးပွားရေးအောင်မြင်တလောက်ကိုအကျိုးအမြတ်ကိုကိုကရရှိနေမှာဖြစ်တယ်အဲ့တော့စီးပွားရေးလုပ်တာနဲ့ကျွန်တော်ငွေရှာတာနဲ့မတူတဲ့အကြောင်းကိုကျွန်တော်ကိုယ်တိုင်လဲလွဲမှားပြီးတော့တွေးခဲ့တဲ့အတွေးလေးတစ်ခုကိုဒီနေ့ကျွန်တော်မျှော်ပေးတာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ